အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဖွဲ့ကတော့ဆရာကြီးဆရာမကြီးရှိပဲစူးစီးထားတဲ့ group 2ပဲဖြစ်ပါတယ်ဗျဒီနေ့တင်ဆက်မယ့် project ကလည်းကျွန်တော်ယူပါလို့လမ်းစားနဲ့ထူးခြားနေမှာပဲဖြစ်လို့တေချာပေါက်ကြည့်ရှုအားပေးကြပါအောင်လို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျကျွန်တော်တင်ဆက်ပြသပေးမယ့်အကြောင်းအရာလေးကတော့အခန်း1လူမှုချင်းဝတ်တေတသမနှစ်ရက်ကွက်ကြီးကလူဖွဲ့စည်းတွင်လေးစားမှုဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဖွဲ့ရဆိုရင်ဖြင့်လီယာအဒီတာပရက်ဇာအနေနဲ့ဆွဲဆောင်ရတဲ့ပါလီယာငံဆက်ငပိချက်ကျွန်တော် MDY CPGA 022 researcher အနေနဲ့စုံတော့ပရိုမကြီးဖြစ်တဲ့ MDY CPGA 021 025 044 type setter အနေနဲ့စာလုံးတွေကိုအလားဆုံးဖြစ်အောင်အလှပြင်ပေးတဲ့စစ်တောင်းဘွေးစီအဖွဲ့ပရက်ဇာအနေနဲ့ဟောပြောစင်ကြီးဖြစ်တဲ့ MDY CPGA 026နောက်ပြီးအတိဟေဆိုသူ့ပဲပြီးကြည့်ရလောက်အောင်အားကိုးရတဲ့ကျွန်တော်ရဲ့ super editor ကြီး003ဖြင့်ဖွဲ့စည်းရတဲ့ကျွန်တော်022ကနေပြီးတော့မိသားစုဆိုင်ရာကျင့်ဝတ်မိသားစုနဲ့ပတ်ဝန်းကျင်ဆိုင်ရာကျင့်ဝတ်နဲ့ရည်ရွယ်ချက်တို့ကိုတင်ဆက်သွားမှာဖြစ်ပါတယ်026ကတော့တအူးချင်းဆိုင်ရာကျင့်ဝတ်နဲ့နှုတ်အမူအရာနဲ့ကိုယ်မူအရာကျင့်ဝတ်ကိုတင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျမိသားစုဆိုင်ရာကျင့်ဝတ်မိသားစုအရှင်ချင်းလေးစားမှုမရှိပဲအပြန်လည်နားလည်ပေးမှုတစ္ဆာမရှိမှုစားတဲ့ခါခဲများနဲ့ကြုံလာရင်လမ်းပြလိုမျိုးလမ်းညွှန်ချက်တွေနဲ့ညီတဲ့တိုင်ပင်ဆွေးနွေးဖြေရှင်းပြီးမိသားစုအထဲတွင်ရိုးသားမှုတာဝန်ယူမှုတာဝန်ခံမှုရှိတာတွေပါဝင်လာမိဘချင်းဝတ်၅ပါးမိဘများအနေဖြင့်သားသမီးများပေါ်ကိုထားရှိချင်းကြံရမယ့်တာဝန်တွေကတော့မကောင်းမှုကိုမလုပ်ဖို့တားရမယ်ကောင်းမှုကိုလုပ်နိုင်ရန်လမ်းညွှန်ပေးရမယ်အတတ်ပညာများကိုသင်ကြားပေးရမယ်စတာတွေပဲဖြစ်ပါတယ်သားသမီးချင်းဝတ်၅ပါးသားသမီးများကမိဘများကိုတဖန်ပြန်ပြီးလှုပ်ကြွေးပြုစုရမယ့်ချင်းဝတ်တာဝန်များကတော့မိဘများကကြိုးမွေးပြုစုခဲ့တာတွေကိုပြန်ပြီးလှုပ်ကြွေးပြုစုပြီးတော့မိဘတို့ရဲ့အလုပ်ကိုင်များကိုတာဝန်ယူဆောင်ရွက်ပေးရမယ်။ဒါအပြင်မိဘတို့ရဲ့မိရိုးဖလာအစီအစဉ်များကိုထိန်းသိမ်းစောင့်ရှောက်ရမယ်။မွေခံထားတဲ့သားသမီးများဖြစ်အောင်နေထိုင်ပြီးမိဘများရဲ့နောက်ဆုံးအချိန်လေးမှာစိတ်ချမ်းသာအောင်ထားရမယ်။မိဘများကွယ်လွန်တဲ့အခါမှာလည်းကုသိုလ်ကောင်းမှုများကိုပြုလုပ်ပြီးအမျှတန်းတို့ကိုပေးဝေမှုများမိသားစုနဲ့ပတ်ဝန်းကျင်ဆိုင်ရာကျင့်ဝတ်မိသားစုနဲ့ပတ်ဝန်းကျင်ဆိုင်ရာကျင့်ဝတ်ဆိုတာကမိသားစုဝင်များဆွေမျိုးများအိမ်နီးချင်းများနဲ့လူမှုပတ်ဝန်းကျင်အတွင်းမှာရှိတဲ့လူအလုံးပေါ်လေးစားမှုစာနာမှုကုညီရိုင်းပေးမှုနဲ့တာဝန်ယူမှုတို့နဲ့ဆက်ဆံပြုမှုနေထိုင်နေရအောင်ဆိုလိုပါတယ်လူတအိုးရဲ့ပထမဆုံးကျင့်ဝတ်သင်ခန်းစာကိုမိသားစုအတွင်းကနေစာပြီးတော့သင်ယူရပြီးတော့မိသားစုကအကျင့်စာရိတ္တကောင်းများကိုပြုစုပြောထောင်ပေးတဲ့အခြေခံဖွဲ့စည်းတစ်ခုပဲဖြစ်ပါတယ်အဲအားကြောင့်မိဘများကိုယူသည်လေးစားအဖိုးဖွားများကိုပြုစုဆောက်ရှောက်ပြီးညီကိုမောင်နှမများကိုရှစ်ခင်လေးစားစွာပြုမှုဆက်ဆံပြီးတော့မိသားစုတောင်းဝင်များကိုမျှဝေထမ်းဆောင်တာတွေကလိုက်နာတဲ့မိသားစုဒါအပြင်လူမှုဘဝမှာအိမ်နီးချင်းများနဲ့ပတ်ဝန်းကျင်ရှိသူများအပေါ်ရင်ကျေးပြုငါစွာဆက်ဆံရမယ်အခက်အခဲကြုံတွေ့သူများကိုတက်နိုင်သလောက်ကူညီရိုင်းပင်းပေးရမယ်အများပိုင်ပစ္စည်းများကိုတန်ဖိုးထားထိန်းသိမ်းပေးရမယ်တန်ရှင်းသာရတဲ့ပတ်ဝန်းကျင်ဖြစ်စေဖို့အမိုက်ကိုစနစ်တကျဆွန့်ပြရမယ်တစ်ပင်များကိုစိုက်ပျိုးထိန်းသိမ်းတာတွေနဲ့လူမှုစည်းကမ်းများကိုလိုက်နာမှုတို့ကလည်းအလွန်အရေးကြီးတဲ့ပတ်ဝန်းကျင်ဆိုင်ရာကျင့်ဝတ်တို့ပဲဖြစ်ပါတယ်လူမျိုးဘာသာအသက်အရွယ်မခွဲကြပဲအချင်းချင်းလေးစားတန်ဖိုးထားပြီးတော့တီးခန့်စေကိုချင်းစာစေဖြင့်နေထိုင်မိသားစုနဲ့ပတ်ဝန်းကျင်ဆိုင်ရာကျင့်ဝတ်များကိုလိုက်နာကျင့်သုံးခြင်းကမိသားစုအတွင်းစည်းလုံးညီညွတ်မှုနဲ့နှွေးထွေးရှိခင်မှုပုံမတိုးပွားလာစေပါတယ်ဒါအပြင်လူမှုအတိုင်းအဝိုင်းအတွင်းမှာအပြန်အလှန်ယုံကြည်မှုလေးစားမှုနဲ့သဟဇာတဖြစ်မှုတို့ကိုဖြစ်ပေါ်စေပြီးတော့ငြိမ်းချမ်းသာရတဲ့လူဖွဲ့စည်းတစ်ရပ်ကိုတည်ဆောက်နိုင်ပါတယ်။အဲဒါကြောင့်မိသားစုနဲ့ပတ်ဝန်းကျင်ဆိုင်ရာကျင့်ဝတ်များကလူကောင်းနိုင်ငံသားကောင်းတအုပ်ဖြစ်ပေါ်လာစေဖို့အတွက်အလွန်အရေးပါတဲ့ကျင့်ဝတ်တအုပ်ချင်းဆိုင်ရာကျင့်ဝတ်အမြဲတမ်းမှန်ကန်စွာနေထိုင်ခြင်းဂတိကဝတ်များကိုတိကျစွာဆောင်တင်ခြင်းမိမိပြုလုပ်သောလုပ်ရတဲ့အတွက်တာဝန်ခံခြင်းသူတစ်ပါး၏ခွင့်ရနှင့်ဂုဏ်သိက္ခာကိုတံမိုးထားခြင်းတခြားသူများ၏ခက်ခဲကိုနားလည်ပေးခြင်းတို့တအုပ်ချင်းဆိုင်ရာကျင့်ဝတ်မှာထမှတ်တည်ခြင်းမှုတာဝန်ယူမှုလေးစားမှုနဲ့စာနာမှုရှိရပါမယ်နောက်မူရာနှင့်ကိုမူရာကျင့်ဝတ်နောက်မူရာနှင့်ကိုမူရာကျင့်ဝတ်ဆိုသည်မှာလူတဦးတည်ရဲ့အခြားသူများနှင့်ဆက်ဆံပြောဆိုရာတွင်ယဉ်ကျေးသိမ်မွေးစွာပြောဆိုခြင်းလေးစားဖွယ်ရာကောင်းသောအပြုမှုများနှင့်နေထိုင်ခြင်းကိုဆိုလိုပါသည်တဦးချင်းစီ၏နောက်မူရာနှင့်ကိုမူရာတို့သည်၎င်း၏ကျင့်စာရိတ္တပညာ၏ခြင်းနှင့်ယဉ်ကျေးမှုအစဉ်တန်းကိုဖော်ပြနေသည့်အရေးကြီးသောအချက်များဖြစ်ပါတယ်ဒါကြောင့်လူတိုင်းသည်စကားသုံးနှုန်းနှင့်
မူအရာများကိုအမြဲတတိထားပြီးကျင့်သုံးသင့်ပါသည်ကဲအခုဆိုရင်တော့ကျမတို့ group 2ရဲ့ project တွေစုံမှုလေးကပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ယူပါလဲလန်တော့ကောင်းတာလေးတွေကိုသဘောကျတယ်လို့ဒီ project လေးကိုလည်းသဘောကျနှစ်သက်လိုက်မယ်လို့မျှော်လင့်ပါတယ်ရှင်ဒီ project လေးကောင်းဆုံးထွက်လာဖို့အတွက်အချက်အလက်တွေရှာပေးတဲ့ researcher တွေစက်လုံးတွေကိုကောင်းတိစောက်ပေးတဲ့ typester တွေတေချာပြည့်စုံပေးခဲ့တဲ့ editor တွေနဲ့အစမ်းကုန်တင်ဆက်ပေးခဲ့တဲ့ presenter တွေအားလုံးကိုစားအချိန်ပေးပြီးအဆုံးထိနားထောင်ပေးခဲ့ကြတဲ့တဦးချင်းစီကိုကျေးဇူးတင်ရှိပါတယ်ရှင်ကြည့်ရှုနားဆင်ပေးရတာလည်းမောရောပေါ့ရော့ royalty